ဒီလူကသူ့ရဲ့လက်ကောက်ဝတ်ကာတွေကိုဒီတိုင်းချပစ်လိုက်တာမြေပြင်ပေါ်ကျသွားတဲ့ခဏမှာပဲမြေကြီးတဲ့အထိနက်နက်ရှိုင်းရှိုင်းချင်းကြီးဖြစ်သွားစေခဲ့တယ်သူကနောက်ထပ်လက်ကောက်ဝတ်ကာတစ်ဖက်ကိုလည်းလွှင့်ပစ်လိုက်ပြန်တယ်အဲ့ဒါကလည်းကျမ်းပြင်ပေါ်မှာနောက်ထပ်အပေါက်တစ်ပေါက်ထပ်ဖြစ်သွားစေခဲ့တယ်ဒီပေါင်တောင်းလေးရဲ့အလေးတွေဟာသူ့ရဲ့စွမ်းအားကိုထိန်းချုပ်ထားဖို့အတွက်သူတုံးထားတဲ့နည်းလက်တစ်ခုမျှသာဖြစ်ပါတယ်အခုတော့သူ့ရဲ့ပွဲစဉ်အတွက်အချိန်ရောက်လာပြီးသူ့ရဲ့တန်ဘက်ကတော့မရှုံးဘူးသေးတဲ့ကနဝင်းလို့အမည်တွေနဲ့အလံလွှမ်းလာပါပဲအလံရဲ့မရှုံးဘူးတဲ့စံချိန်နဲ့ပတ်သက်ပြီးထူးခြားချက်ကတော့သူနိုင်မယ်လို့တေချာတဲ့တန်ဘက်တွေကိုပဲသူရွေးချယ်တိုက်ခိုက်တာဖြစ်ပါတယ်တကယ်လို့သူသွားတွေ့တဲ့သူကသူ့ကိုတကယ်အနိုင်ယူနိုင်မဲ့သူဖြစ်နေရင်တော့သူကထိုနေရာမှာတင်ချက်ချင်းအရှုံးပေးလိုက်တာပါဒါပေမဲ့ကန်ဆိုးချင်တော့ဒီတစ်ချိန်မှာတော့သူတွက်ချက်မှုမှားသွားခဲ့ပြီးသူရင်ဆိုင်ရမှာကလီယိုလေးဖြစ်နေလို့ပါပွဲစတင်ကြောင်းအချက်ပြလိုက်တဲ့ခဏမှာပဲ God Golf ကလီယိုစီကိုတန်တန်မတ်မတ်ပြေးဝင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့သူ့ရဲ့အတုံခွန်ဆိုင်တိုက်ကွက်ကိုလီယိုကသူ့ရဲ့လက်ဘင်းကိုအသားလေးဆောင်းလိုက်ရုံနဲ့တင်လွယ်လွယ်ကူကူရှောင်တိန်သွားခဲ့ပါတယ်။ God ရဲ့ဓာတ်အချိန်ကပြင်းထန်လွန်းတာကြောင့်သူပြန်ပြီးခုခံဖို့အချိန်မရတော့ပါဘူး။သူကတော့လီယိုကဒီအခွင့်အရေးကိုအသုံးချပြီးသူ့ကိုအဲ့ဒီနေရာမှာတင်အပြတ်ရှင်းလိုက်မယ်လို့မျှော်လင့်ထားခဲ့တာပါ။ဒါပေမဲ့စက္ကန့်အနည်းငယ်ကြာသွားတဲ့နောက်မှာတော့လီယိုကမတိုက်ခိုက်ပဲသူ့ရဲ့ဓာတ်ကိုဒီတိုင်းဆွဲထုတ်လိုက်ရုံပဲလုပ်ခဲ့ပါတယ်။ God ကလီယိုဟာသူ့ကိုအထင်သေးနေတယ်လို့ယူဆပြီးစော်ကားခံရတယ်လို့ခံစားလိုက်ရတာသူတို့ကြားကအကွာဝေးကိုချက်ချင်းပြန်ခွာလိုက်ပါတယ်။ကွင်းပြင်ပမှာတော့စပင်ခရမ်းရောင်နဲ့လီလီကအရာအလုံးကိုစောင့်ကြည့်နေခဲ့ပါတယ်။ God နဲ့လီယိုကြားထဲမှာဘယ်သူပဲနိုင်လာမဲ့ပွဲမှာအဲ့ဒီလူကသူမရဲ့နောက်ထပ်တိုင်ပဲဖြစ်လာမှာပါ။ဟုတ်ပါတယ်လီယိုက God ရဲ့တိုက်ကွက်ကိုရှောင်နိုင်ခဲ့တယ်ဒါပေမဲ့လီလီကလည်းသူမကိုယ်တိုင်ဒါမျိုးလုပ်နိုင်တယ်လို့ယုံကြည်ချက်ရှိနေပါတယ်။ကွင်းထဲမှာတော့လီယိုကတဝက်လောက်အိမ်ငိုက်နေတဲ့ပုံစံတာကြောင့်ဒါက God ကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။မင်းငါ့ကိုအနိုင်ယူနိုင်မဲ့မင်းဘဝရဲ့တစ်ခုတည်းသောခွင့်ရေးကိုလက်လွတ်လိုက်ပြီးနာကျင်မှုတွေနဲ့ရုန်းကန်ပြီးမြေပြင်ပေါ်မှာငါစီကိုတူးထောက်သွားစမ်းဒါမှမဟုတ်ရင်ဒါဟာငါ့ကိုစော်ကားတာပဲလို့ပြောပြီးဆဲဆိုနှိမ်ချနေပေမဲ့လည်းလီယိုကတော့လုံးဝတင်းနေနေသေးပါပဲ။ God ကနောက်တစ်ချိန်အဆက်ရသွားတယ်လို့ခံစားလိုက်ရတာကြောင့်သူ့ရဲ့အားလုံးသောစွမ်းအားတွေကိုထုတ်သုံးလိုက်ပါတော့တယ်။ရွှေရောင်မော်အတက်တွေတိုက်ရိုက်ထွက်ပေါ်လာပြီးရွှေရောင်ကားတစ်ကောင်ဖြစ်ပုံသဏ္ဍာန်ပြောင်းလဲသွားပါတယ်။ပရိသတ်တွေကတော့ဒီလိုစွမ်းထက်တဲ့စွမ်းရည်ပြသမှုကိုကြည့်ပြီးအံ့အားမြင်တတ်သွားကြပါတယ်။လီလီရဲ့မျက်နှာမှာလည်းမယုံကြည်နိုင်တဲ့အရေးအယောင်တွေပေါ်လာခဲ့တယ်။လီယိုကမလုံမရှက်ရက်နေတာကိုမြင်တော့ God ကလီယိုဟာကြောက်လန့်ပြီးတောင်းတကြီးဖြစ်နေတယ်လို့ထင်သွားခဲ့ပါတယ်။ရွှေနဂါးသား Golden Dragon Sword ။အော်နှာချေတန်ဟတ်ချိုဟင်းအလူအုပ်ကြီးတစ်ခုလုံးလုံးဝဝေခွင့်မရဖြစ်သွားကြပါတယ်။ဘာဖြစ်သွားတာလဲသူတို့တတိပြန်ဝင်လာတဲ့အချိန်မှာတော့ God ဟာမြေပြင်ပေါ်မှာပက်လက်လန်ပြီးလဲကျနေခဲ့ပါပြီ။ဒါပေမဲ့လီလီကတော့လီယိုဘာလုပ်လိုက်လဲဆိုတာကိုမြင်လိုက်ပါတယ်။သူကရိုးရိုးလေးနှာချေလိုက်ပြီးသူ့ရဲ့ဓာတ်ကိုပေါ့ပေါ့ပါပါပဲဝေးရလိုက်တာဖြစ်ပါတယ်။အဲ့ဒါက God ကိုတိုက်ရိုက်ထိမှန်သွားပြီးပွဲကိုအနိုင်ရရှိသွားစေခဲ့တာပါ။ပွဲပြီးဆုံးသွားတဲ့နောက်လီလီကလီယိုရဲ့နီးပြူဟာကိုသူမသိသွားပြီလို့ဆိုကလီယိုနောက်ကိုလိုက်လာခဲ့ပါတယ်။လီယိုကဘာမှပြန်မပြောဘဲသူမဘေးကနေဖြတ်သွားတဲ့အချိန်မှာအသားရလေးပြုံးပြခဲ့ပါတယ်။ပြီးတော့သူရက်လိုက်ပြီးသူ့ရဲ့လက်ကောက်ဝက်အကာကိုချွတ်လိုက်တဲ့အခါမြေကြီးထဲကိုပြင်းထန်စွာရိုက်ခတ်ပြီးကျင်းကြီးတစ်ခုဖြစ်သွားစေခဲ့တယ်။ဒါကဒီပစ္စည်းတွေကငါရဲ့စွမ်းအားကိုပိတ်လောင်ထားတဲ့ထိတ်တုံးတွေပဲပြီးနောက်လီယိုကနောက်ထပ်လက်ကောက်ဝက်အကာတစ်ဖက်ကိုလည်းချွတ်လိုက်ပြီးနောက်ထပ်ကျင်းတစ်ခုထပ်မံဖြစ်ပေါ်စေခဲ့ပါတယ်။လီလီကတော့အလွန်မင်းထိတ်လန့်သွားပြီးဒီလူကိုဘယ်တော့မှထပ်ပြီးအထင်မသေးရတော့ပါဘူး။မကြခင်မှာပဲလီယိုနဲ့လီလီတို့ရဲ့ပွဲစဉ်စတင်ပါတော့တယ်။လီလီဟာစွန်းစားရှာဖွေသူတွေထဲမှာထိတ်တန့်သမားတယောက်ဖြစ်ပြီးဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးသူဖြစ်ပါတယ်။စောစောကသူမမြင်တွေ့ခဲ့ရတာကိုပြန်တရိပ်ရပြီးလီလီကပွဲစားကလေးကအားလုံးကိုပုံအော်ပြီးတိုက်ခိုက်ပါတော့တယ်။လီယိုရဲ့ရှေ့တက်တဲ့ကိုချက်ချင်းရွှေ့ပြောင်း teleport ရောက်ရှိသွားပြီးပြင်းထန်တဲ့တိုက်ကွက်တစ်ခုကိုဆင်နွှဲလိုက်ပါတယ်။ဒါပေမဲ့သူမအံ့ဩသွားရတာကလီယိုကအဲ့ဒါကိုလွယ်လွယ်ကူကူပဲတားဆီးလိုက်နိုင်လို့ပါ။သို့တော်လည်းလီလီကဒါကိုကြိုတင်ပြင်ဆင်ထားပြီးသားမို့ထိုအခွင့်အရေးကိုအရယူကမြန်နှုံးမြင့်ကွန်ဘိုခံပါတိုက်ကွက်တွေကိုစက်တိုက်ထုတ်သုံးပါတော့တယ်။ဒီလိုတိုက်ခိုက်မှုမျိုးကတာမန်မျက်စိနဲ့တော့မမြင်နိုင်ပါဘူး။ဒါပေမဲ့လီယိုကတော့သူ့ရဲ့ခြေချင်းဝတ်လိမ်သွားတယ်လို့မျိုးပုံစံဟန်ဆောင်ပြီးဘေးကိုရှောင်ထွက်လိုက်ရုံနဲ့တင်တိုက်ကွက်အားလုံးကိုရှောင်တိန်သွားခဲ့ပါတယ်။အခုတော့လီယိုကပြန်လဲတိုက်စစ်စင်မဲ့အလှည့်ရောက်လာပါပြီ။သူကလီလီရဲ့နောက်ကျောစီကိုချက်ချင်းရွှေ့ပြောင်းရောက်ရှိသွားပြီးတစ်ချက်တည်းနဲ့သူမကိုလွတ်ထွက်သွားအောင်ရိုက်ချလိုက်ပါတယ်။လီလီပြန်လဲမတုတ်ပြန်နိုင်ခင်မှာပဲသူမကိုလေထဲကိုထပ်မံမြောက်တင်တိုက်ခိုက်လိုက်ပြန်ပါတယ်။ငါထင်ထားတာထက်တောင်ပုံမြန်နေသေးတယ်။မဖြစ်နိုင်တာလီလီအနေနဲ့လီယိုရဲ့အပြတ်တက်တာလုံးနဲ့စွမ်းအားကိုဝန်ခံလိုက်ရပါတော့တယ်။တကယ်လို့အဲ့ဒီတိုက်ခိုက်မှုတွေထဲမှာမော်စွမ်းအင်တွေဒါပါဝင်နေခဲ့မယ်ဆိုရင်သူမအခုလောက်ဆိုတင်နေလောက်ပါပြီ။လီယိုရဲ့စွမ်းအားနဲ့အရှိန်ဟာသူမထက်အစားပေါင်းများစွာပုံမတားလုံးနေတာဖြစ်ပါတယ်။ပြေးစရာမြေမရှိတော့တဲ့အစုံလီလီကနောက်ဆုံးမျှော်လင့်ချက်အနေနဲ့သူမရဲ့အကောင်းဆုံးချက်စွမ်းအားအမြင့်ဆုံးတိုက်ကွက်ကိုပဲထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။လီယိုကသူမစီကိုတနက်မတ်မတ်ပြေးဝင်လာတာကိုမြင်တော့လီလီကသူမမှာနိုင်နိုင်ချင်းရှိသေးတယ်လို့ခဏတာတွေးလိုက်မိပါတယ်။ဒါပေမဲ့သူမရဲ့လှုပ်ရှားမှုတွေအားလုံးဟာလီယိုရဲ့တွက်ချက်မှုအောက်မှာရှိနေပြီးသားဆိုတာကိုသူမလုံးဝမယဉ်မိခဲ့ပါဘူး။သူဓာတ်ကိုအိမ်ထဲပြန်ထည့်လိုက်တဲ့ခဏမှာပဲလီလီကမြေပြင်ပေါ်မှာလဲကျနေခဲ့ပါပြီ။ဘာဖြစ်သွားလဲဆိုတာကိုဘယ်သူမှမမြင်လိုက်ရပါဘူး။အကြီးကဲသူရဲ့ကောင်းအဲ့လီအလိုက်စ်ကတော့အရာအလုံးကိုမြင်တွေ့လိုက်ရပါတယ်။ဒီကြောက်စရာကောင်းတဲ့လူသားဟာသူမရဲ့နောက်ထပ်ပြန်ပဲဖြစ်လာမှာပါ။အဲ့လီရဲ့အမြင်မှာတော့လီယိုဟာအမည်မသိမော်ဒာသမားတစ်ယောက်လိုဖြစ်ပြီးမယုံနိုင်တော့အောင်တမန်လွန်းလာပါတယ်။သူ့ရဲ့တိုက်ခိုက်ရေးစတိုင်ကလုံးဝကိုမကြုံစဘူးထူးခြားဆန်းသစ်ပြီးအနိုင်မဲ့ဖြစ်နေပါတယ်။ဒါပေမဲ့လည်းအဲ့လီကသူမနောက်ပွဲမှာသူ့ကိုအနိုင်ယူနိုင်လိမ့်မယ်လို့ယုံကြည်မှုရှိနေစေပါပဲ။သူမဟာနောက်ထပ်ပွဲစဉ်မှာအံ့ဩစရာကောင်းတဲ့စွမ်းအားတွေကိုပြသခဲ့ပြီးစက္ကန့်ပိုင်းအတွင်းမှာပဲတန်ဘက်ကိုအပြတ်တက်အနိုင်ယူပြခဲ့ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့အဲ့လီနဲ့လီယိုဖြစ်ပါတယ်။တစ်ဖက်မှာတော့ရင်ဘက်မှာပတ်တီးတွေစီးထားရတဲ့လီလီကလီယိုကိုလာရှာပြီးသူမအနေနဲ့တရားမျှတစွာရှုံးနိမ့်ခဲ့ရကြောင်းဝန်ခံခဲ့ပါတယ်။သူမကလီယိုနဲ့တငယ်ချင်းဖြစ်ချင်တာကြောင့်လက်ဆွဲနှုတ်ဆက်ဖို့ကန့်လန့်လိုက်ပါတယ်။လီယိုကလည်းလီလီရဲ့တမန်မှုကိုအတိမတ်ပြုပေးခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီပွဲအတွက်သူဟာသူ့ရဲ့ပေါင်တထောင်လေးရဲ့လက်ကောက်ဝတ်ကာတွေကိုချွတ်ထားခဲ့ရတာကို